တို့လည်းညဆမ်မရှိတော့ဘူးခညနေစား ဆမ်မရှိဆမ်သွားဝယ်ပေါ့ ဩဝယ်အောင်ငါ့ရှိမှာပတ်စံမရှိဘူးလေမင်းက ဒီခါမှလည်းမရှိဘူးလေမင်းမရှိရင်သွားဝယ်တာဒါဟုတ်ပြောတာလေ ဩမင်းကလည်းငါမရှိမဟုတ်ဘူးလေမင်းမနေ့ကယူတဲ့ဆိုင်ထပ်ယူလို့မရဘူးလား မင်းကအကျွေးတော်မဆက်ရသေးတာအခုသွားထိုက်ပြီးငါထိုးလို့လိုက်မှာပေါ့ ဟိုဒုက္ခဩရဟိုတောင်းဝေးတို့ဟိုဘက်ကလေဆိုင်လေအဲ့ဆိုင်ကကုံစုံဆိုင်မဲ့လေ မင်းတခါငါတခါသွားယူရတာဘောင်းနှစ်ခါကိုဒီမစားသေးဘူး ဒီစမပတ်စံလည်းရှိဆင်ရလည်းမပြူပါဩမင်းနေရဈေးတဲ့မင်းနဲ့ခင်တယ်လေဟိုဟာလေထုံးမောင်အေးအဲ့ဒါသူတို့ဆိုင်မင်းသွားရင်ပေးပါတယ်ဟာ မင်းသွားရင်ပေးပါလေသူ့စီမှာတောက်ချုပ်ယူလာတာခိုင်ဟိုနေ့ပေးပါမဒီနေ့ပေးပါဟိုနေ့ပေးပါမဒီနေ့ပေးပါမဆိုယူထားတာ10ခါရှိပြီအကျွေးစင်းတော့ငါမမှတ်နိုင်လို့မမှတ်တော့သူ့ပေါင်ချာထဲမှာပဲရှိတယ်နော်မင်းယူရဲတဲ့ဆိုရင်တော့မင်းသွားယူလိုက်နော်ငါမှလည်းတပြားမှမရှိဘူးအခုဘာလို့ကောင်းမလဲဆိုပြီးထိုင်ပြီးစဉ်းစားနေဘသူရှိရချီရင်ကောင်းမလဲဆိုတော့ထိုင်ပြီးစဉ်းစားနေတာသဘောပေါက်တယ်နော် အဲ့တော့လေမင်းရတော့လေငါသိလားမင်းတကယ်ကုသကန်ထူတယ်သိလား ဘာလို့ မင်း9ရက်သားသမီးอ่ะမင်းကိုနေတိုင်းမြတ်တာပို့လို့မင်းကျမ်းမအောင်ပါ ဘာလို့ 9ရက်သားသမီးရှိမှာမင်းကျွေးမကင်းဘူးလေအဲ့တော့မင်းကိုတို့လည်းရမမချမ်းမသေးပါစေနဲ့လို့သူတို့ဆူတောင်းပေးမှာပေါ့ အေးအဲ့ဒီဥစ္စာငါတယောက်တည်းစားတာမဟုတ်မင်းမှာပါတယ်လေစားတာမင်းကကိုယ့်အကူကြတော့မရှာနိုင်မဲငါကြတော့တခါတည်းထိုးထဲမင်းသွားယူလိုက်ဩဒုက္ခမင်းကမင်းနဲ့ပိုရင်းနေလေဒီရက်ကွက်ကမင်းနေလာ ဒီစမှာဘသူပဲရင်းနှီးပါ ဟာရချက်လီလာမင်းဂရီးမတီဘူးတော့ရအောင်လူဆိုဂရီးတီရတယ် ဟာဟဲ့လူကျုပ်ကဘာကိုဂရိမတီတာပြောပါဦး ဟာမင်းမင်းငါ့ကိုပြောလေရအောင်တော့ငါ့ကိုပတ်စံနဲ့1000လောက်ချီးပါဆိုကျွန်တော်လည်းမနှက်မညာပတ်စံရချီးမယ်တဲ့ဒီနေ့မနှက်မရောက်နေပြီလေမင်းဂရီးမတီဘူးတော့ရအောင် ဟိုတော်တော်တောင်းပါတယ်ဗျာကျွန်တော်တကယ်မရှိသေးလို့ဟာဘာတွေပြောနေလဲဗျာခင်ဗျားအကျုပ်ရှာချီးတာလေခင်ဗျားလည်းအကျွေးတောင်းလို့ဖြစ်နေတယ်လေတောင်ပြင်ပြော ဟိုအဲ့ဒါလည်းဂရီးတော့တီးရမယ်လို့ဒီနေ့ချီးလို့ငါဆံဝယ်စရာမရှိလို့ ကျုပ်ကပတ်စံမရှိဘူးအခုမရှိတဲ့ပတ်စံလေးမှာအကတအကြံလေးတောင်မှနှလုံးသွားထုံးလို့ နှလုံး ဟဲ့နှလုံး ခဏပိုင်ရထားလို့ ဟာကြားဆိုင် ချာဆိုင်တော့ပါယူ ဟောကြားသမျှတွေကုန်ထိုးတာ ဩဒုက္ခအဲ့ဒါလည်းမမွေးနိုင် ရမင်းကြားသမျှအကုန်ထိုးဟလား အေး အဲ့ဆိုမင်းမွဲလိမ့်မယ်တိတိကျကျဒဲချပေးတဲ့သူနဲ့ကြမှာမင်းအဆင်ပြေမှာငါမျိုးဒဲချပေးလို့ရတယ် ဘယ်ကနန်းကိုဒဲချပေးလိုက်လို့ရတယ်ငါအဲ့ကနန်းအပိုင်ရပြီးသားငါမထိုးစရာပတ်စံမရှိလို့မထိုးရတာ ဩသိကြရဲ့လား ဟောသိကြတာပေါ့ကွာမင်းကဒဲ အိုးကျွန်တော်လည်းရှုံးနေတာများနေပြီဟိုမရှိမဲ့ထရဟိုရှိစုမဲ့စုလေးတွေထိုးနေရတာပါလာတွေကများနေတယ်လေအဲ့ဒါဟိုဒဲချပေးမယ်ဆိုကျွန်တော်အဲ့ဒဲအကွက်လေးကဘာလေ ဟိုဒီတိုင်းတော့ပြောနေလေမင်းကဂရီးတူတော့ပေးရမယ်မင်းကဂရီးတီတဲ့ကောင်မကောင်းမပြော လုံးစမ်းမှာပေါ့မဆိုဂရိတီပါလေ ဒီလိုလို့မင်းအခုပတ်စံဘယ်လောက်ရှိလဲ1500လောက်ရှိလား1500လောက်ရှိလား ဘာချမ်းမပုံနာလေးရှိတာမသိဘူး1500ကွက်တီပဲပါတာတော်တယ်ဗျာ အဲ့ဆိုရင်မင်း1500ပို့ထိုးလိုက်ပေါ့ရင်ငါ့ကို900ပို့ပေးမလား အေးအဲ့ဆိုကျုပ်တစ်ထောင်မထိုးလိုက်မယ်ခင်ဗျားကိုငါ့ဘုတ်ကျုပ်စိုက်ထိုးပေးမယ် တေးကြနော် နေဦးလေခဏပြောဦးလေခဏပြော ဒဲချပေးလိုက်မယ် ဟိုခဏအဲ့စကားမပြောမှတက်သိန်းထားလို့ ကနန်းကိုဒဲချ ကဲခင်ဗျားလည်းရင့်နေတယ် तू ပြောတာရှင်းချင်းလေးနော်သူ့တော့1000မို့ထိုးပဲခင်ဗျားတော့900ကိုထိုးပေးမယ်ဟုတ်လားအဲ့တော့ခင်ဗျားသူ့ဒဲချလိုက်တော့ ဟာပဲ စိတ်မကွာဘူးလို့ 10နှစ် ရှင်းနေ ဟုတ်တယ် ဟာ 10နှစ်မရ9နှစ်10နှစ်17နှစ် ဘာလို့ပြောနေတာလဲ တပေါက်တည်းပဲပေးလိုက်ပါ ပြောနေတာမဟုတ်ဘူးလေ လကားပြောတာ10နှစ်တပေါက်တည်းပဲဒဲချလိုက်ပြီလား သိကြရင်တော့ သိကြတော့ အဲ့ဆိုပြီးရောခင်ဗျားဟိုကျွန်တော်ငါ့ဘုတ်ထိုးမယ်ကျုပ်ကတစ်ထောင်မို့ထိုးမယ် ငါညနေစောင့်နေမှာနော်ရအောင် စောင့်နေရှင်းနေဆိုလို့တော့ခင်ဗျားကျုပ်ပြေးလာခဲ့မယ် 10နှစ်မဟုတ်တော့ပြန်မလာနဲ့နော်ရအောင် ဘာ10နှစ်မဟုတ်ခဲ့ပြန်လာစရာမလိုတော့ဘူးလို့လကားပြော10နှစ်ဒဲချလိုက် သိကြရင်တော့ ဒဲပဲ စော်ပြီ စော်လိုက် 1500 အေး ကျုပ်စော်လိုက်ပဲတက်လာခဲ့မယ်ပေါ့ညနေ ဒဲချပေးလိုက်ဟမ် အဲ့ကနန်းမြဲရ မင်းရှိရရလေ ငါမင်းကိုဘယ်တော့နှလုံးပေးလို့တော့ မင်းမနဲ့ကလေးကငါ့ကိုပေးနေတာ ဘမတို့အော်တခါမှလည်းအခုစားပြမီတော့ညင်းနေတဲ့ကိစ္စမင်းငါဘာကိစ္စကနန်းပေးရ မတက်ရမင်းရလေအတိတ်နမိတ်တပေါင်နဲ့တပေါင်သိမလားတပေါင်ကျော်တွေပါလေရှိလေ ငါလူရင်းကိုပြောသားမှာကွာ ဒီမှာလေဒီမှာရှိလေဒီမှာနှစ်လေမနဲ့ကလေးကငါမြင်နေရှင်းနေ ဟောအဲ့ကနန်းသူ့ပေးလိုက်ရဟဲ့ဒါအတိကြတဲ့ဆရာတော့ဒီကနန်းကိုတအခက်ခက်ရှာလိုက်ရတယ်နော်အေးဟိုကမပေါ့မင်းလာထိုးမှာ ဘာမှမပါနဲ့ကွာမင်းအိမ်မှာနေခဲ့ပေါ့ငါ့ကိုလာပြန်ခေါ်လိုက် အေးပြီးတော့ပေါ့ရင်လာခေါ်မယ်တိလားဟာမပေါ့ရင်တော့ငါထိုးပါလေ ရောကိုခင်းလိုက်ထွက်ခဲ့ဦးလေဗျာဟဲ့လူထွက်ခဲ့လို့ဟာခင်ဗျားထွက်မရဘူးနော်အေးပြီးတော့မှကျုပ်ဂတိမတူမပြောနဲ့ခင်ဗျာ ဘာဂရိမ ဩဟုတ်လေမင်းရှိနေတာကွာမင်းကလေ ငါရှိတယ်ကိုကလည်းနဲ့မင်းနဲ့ဘာပြဿနာတက်နေလို့တော့ ဘာပြဿနာမတက်ဘူးဟိုသူပေးလိုက်တဲ့ခဏလေး80နှစ်ဟာငါ1000မို့ तू ကငါမပေါက်တယ်အဲ့လို तू က900မို့လာပေးတာ ဟိုတသွေး
ပေးလိုက်တဲ့ရှင်းနဲ့ပေါက်တယ်ဗော တဲ့အဲ့ဒါမလို့တကယ် မှန်တယ်ဗောနော် မှန်တာ အဲ့ဒါသူ900ဘိုးဆိုဘယ်လောက်ရပါလဲ 4000 4000 ဟာအေး 4000အဲ့ဒါငါပေးတာ ပြောရကျေးဇူးပါကျေးဇူးပါ โอเค ဒါတကယ်ကိုထွက်သွားတာတိတ်နေတယ်နော် အော်80နှစ်ကွာတစ်ပေါက်ထက်ကွာထင်းတော်မထင်းတော့ဘူး အေးအဲ့ဒါ तू ဘယ်နဲ့ကပြောနေတာ तू ပတ်သက်မရှိလို့တဲ့ရှင်း तू ထိုးတယ်ဟုတ်တယ်တကယ်ပတ်သက်မရှိလို့မထိုးရတာ နှလုံးပေးတော့တဲ့တော့တာပဲငါတို့စားတော့ထင်းတော့တော့မင်း အခုတော့မရှိဘူးအပြင်သွားတာ ဟုတ်လား အေးအေး ဟေးပြောပြော ဒါခိုင်ရလိုက်မယ်နော် ရ အေးပါပါ လေတက်လာလို့ရှိပြလိုက်ငါလာပေးသွားတယ်လို့ အေးပါပါပြီးပါတော့လာမလောက်နဲ့တော့ဒါသူတော့900ဘို့တော့ ဟောသေးချာကြီးထဲကြီးထွက်တာမင်းရတယ်တက်လိုက်လိုက် ထောက်ရမလို့မဟဲ့မသိနဲ့လားဒီမှာကနာဒီမှာပေါလို့လာသမီးရ အာဒီကိုလာတော့မပြေဝမ်းသာရပြောမလို့မနေ့ကမင်းပေးလိုက်တဲ့ရှင်းနစ်ကတပေါက်တည်းပေါက်တာတယ် တကယ်ထွက်တာရှင်းနေဟုတ်တယ်ကိုကလေးကျေးဇူးတင်တာမင်း900ဘို့သူကမင်းတို့ထိုးပေးတာ4000လာပဲ အဲ့ကျွန်တော်တောင်းရှင်းတော့ဟာလားဟိုညနေဘာလေးမဲ့ကောင်းသေးလေတစ်ခွက်ကောင်းလေးတစ်ခွက်ကောင်းလေးတစ်ခွက်ကောင်းစဉ်းစားပါပြီးပါခဏစဉ်းစားလိုက်မလား ကိုကျလီရှာရတာဗျာဒန်းကပြောလိုက်တာ1500ပေါက်လို့ဆို ဟာတကွက်တည်းဒီဟာလမ်းကြတော့မလို့ လန့်ကြတော့မလို့ ဘိုးတော်ပေးတာဒီမှာ ဒီဘိုးတော့ပေးတာ ကိုကလိုင်းပေးတာလေမင်းလေကိုတဲ့လှမ်းစရာကိုမလို့လှမ်းစရာလည်းပတ်စံမဖြစ်ဘူးလေဟိုဒါမဲ့ငါရှိအများကြီးအော်လိုက်ချင်တာဟိုမယုံတာလည်းပါတော့ကွာ ကိုကျလီမယုံပဲကျွန်တော်ယုံနေကိုခဏကျွန်တော်ညနေကျော်တော့လောက်ပေးပါဗျာကျွန်တော်အပိုင်ထိုးမှာလောက်ပါဗျာလောက်ပါ ညနေနောက်မှလာခိုင်းလိုက်ရခဏစဉ်းစားနေခဏလေး69ဟမ် 69 ဒဲချလိုက်ပြီ69ဟာဒဲချပြရမလို့လားဒဲချပေးလိုက်တာ သိကြပြီနော်ကိုကလိုင်းအာရှယ်ဘာမှမလဲခင်ဗျားတို့ကျုပ်ထက်ထိုးရတာမယ်ကျုပ်က1000ကိုခင်ဗျား900ဘူး အေးမနေ့ကလည်း900ဘူးပဲလေ1000ဘူးလောက်တော့ထိုးပေးလိုက်လေဗျာ 1000ဘူးထိုးပြီလေ1000ဘူးထိုးပြီပေါ့ရင်ချက်ချင်းပြလာခဲ့မယ် အေးမကောင်းပြန်မလာနဲ့တော့နော် 69ဆိုတာသိကြတယ်နော်ဒီညနေကျွန်တော်တရားပေါက်ထိုးမှာနော်ပေါက်ရင်တဝက်တိတိပေးမယ်နော် โอเค အဲ့ဒါပါပြီးအော်လာဘူး မပေါက်ပြန်မလားနဲ့ တောင်းနေပေါ့ပြန်လာ အဲ့ဒီ69ကဘဲရ ဟောလာမေးတဲ့ကောင်ပေးသွားတာလေ ဟိုမင်းသူတို့တော့ပေါက်ချင်လို့မင်းလာမိတာသူတို့ကမင်းကိုဘာကိစ္စပေးရမှာတော့ ဟောသူ့အိမ်ကြီးလဲမင်းအင်းကြီးလိုပဲလေရေးရတယ်69တဲ့ပေးတာ 哦，都爱你嘛，我炒锅炉一样的。好的。哎，你那边个变背了呀？嘿，大阿有身上的喏，大阿有身上的喏，嘛报名没拖个，俺拖不干务。哦ထိုးခန့်စရာမလိုဘူးငါပြေးမှာပေါ့ကွာ 别，要俺叫来不他个那个。 တန်းကြောင်လို့ ဆိုင်ကျုံးတယ်ကိုကျုံး ဘာလို့ အရာပေါက်နေတာဆိုဒါကောင်းညာရောဒါကြောက်ပေါက်နေဆို ဟာနဲ့လည်းတော့ပြောနေပေါက်တာပါ တပေါက်ပေါက်တာဆို ဟာတပေါက်သေးပေါ့မနေ့ကရှင်းနေညနေ6ကိုလှမ်းကြတော့မလို့မနေ့ကညပေါက်တယ် ကျမတို့လည်းပေါက်ချင်လိုက်တာဘေဘိုးတော့ရရလဲအေးဘေဘိုးတော့စီကပေါက်တာလေဘယ်တူလဲ အော်ဘိုးတော့ခင်းလိုက်ဟုတ်တယ် သူကနှလုံးပေးနေရလား အော်နှလုံးပေးတာတော့မဟုတ်ဘူးဒီနေ့ငါ့ကိုပြလိုက်တာမနေ့ကညပေါက်တာပဲ ဟုတ်လားကျမမပေါက်တာတော့ကြပြီကျမချဲရီနှလုံးလေးပေါက်ချင်လို့အဲ့ဒါသူစီကသွားတောင်းလို့ရတယ် တောင်းရတယ်နေရတယ်ငါတော့ဒီညနေကတော့တောင်းတာဒီညနေတန်းပေါက်တာပဲ ငါမနေ့ကညပေါက်တယ်သူကဒီညနေမှပါလာတာသူက ဟုတ်တယ်မဟုတ်လည်းပေးရသေးတယ် ဟောငါတော့သူတခါပြောခဲ့တယ်ပေါက်ရင်တက်ဝက်ပေးမယ်လို့ပြောခဲ့တယ်ငါကတိတယ်ငါတက်ဝက်တော့ပေးမလို့ ငါ1000မိုးထိုးတယ်ဒီညနေငါ1000မိုးထိုးပြီးတော့သူ1000မိုးထိုးပြီးတာအဲ့1000မိုးသွားပေးမလို့ အဲ့ဒါမရလားအဲ့ဒါရှိလေအဲ့ဒါဘဲချိန်တော့တောင်းလို့ရတယ်မလား ရမှာပေါ့သူပေးရင်ပေးမှာပဲလေမသိဘူးလေငါတို့တော့ပေးလိုက်တာပဲ ဟောတော့သွားတောင်းမယ်လေသွားတောင်းချင်လို့ သွားတော့သဘောပဲ ပေါက်ချင်လို့အဲ့ဆိုပြီးတော့မနေ့ပြန်သွားပြီးတော့တောင်းလိုက်မယ်နော် တောင်းလိုက်လက်ခွန်းကြောင်လမ်းကြမလို့တော့သူလည်းဝါသနာပါတယ်သလား ကဲတော့ပြအောင် ဟဲ့ရေးချိုင်းလေးဟဲ့နင်းကပြောပြရှိတယ်နင်းကိုသိကြိုက်ပါလား ဘယ်သင်းလို့ ဟာနင်းကလေဘာသိရမှာလဲကိုခိန်လိုက်လေအခုနှလုံးပေးတယ်ဘူးတော့ဖြစ်နေတယ်တဲ့နှလုံးပေးတာအယမ်းမှန်တာပဲဟဲ့ ဟုတ်လို့လားဟာ ဟုတ်တယ်သူ့အမေကြီးသူနဲ့ငါနဲ့လမ်းမတွေ့လိုက်တာကိုချက်လီဆိုမနေ့ကောညကိုဒဲပေါက်တာတဲ့သူငါ့ကိုပြောလိုက်တာ အဲ့လိုကြီးတော့လား ဩနင်းကငါညာပြောရပါမလားအဲ့ဒါမနေ့ပြန်ငါသွားတော့မလို့နေရောစိတ်ဝင်စားတောင်းလို့ရတယ် အေးဟာဟိုတကယ်ပေါက်တယ်ဆိုတော့ငါစိတ်ဝင်စား ဩတကယ်ပေါက်တာပါဆိုနေရလေ အဲ့ဆိုလို့ရှိရင်ငါတို့တောင်းမယ် တောင်းငါတော့နောက်တွေတောင်းလိုက်ပါငါသွားရယူသွားအောင်ညီမကြီးလား တောင်းဟာရောက်တို့ဘာတော့ဟာခင်းလိုက်နှလုံးသုံးလုံးပေးတာရမ်းမှန်နေတဲ့ဘိုးတော်ဖြစ်နေပြီတဲ့ဗျာ ဟုတ်ကောဟုတ်ရလားကွာမင်းဘာတော့ဘိုးတော့ဖြစ်တာ ဩမင်းကလည်း तू ကပေးတာမနှက်ကောညာမှန်တယ်ကွာကွက်တိတွေကြီးပဲလေ နှလုံးလား အေး ဟုတ်ကောဟုတ်ရလားကွာ ဟုတ်တယ်ငါမနှက်တော့တော့မင်းလိုက်မှာလား လိုက်ရင်ကောင်းမလားမလိုက်တော့ ဩလိုက်ခဲ့စမ်း သွားကြမယ်လေ သွားကြမယ် ကြမယ်
အေးတော့တော့ပဲကွာ လိုက်ကြမယ်မင်းတော့လေအေးပြီးလိုက်ကြမယ်အေးလိုက်ပြလိုက်မယ် အေးပြောတော့မလား ဟေးရမိုးရဟုတ်လားဘာဖြစ်လဲမင်း โอ้ဒီလောက်ရက်ွက်ထဲမှာဟောမင်းမဘယ်တော့ဒီဘက်လာရက်ွက်ထဲမှာဟိုးလေးကြောင်ဖြစ်တာနင်မသိဘူးလား ဘာဖြစ်တာလဲ ပြောလေဘာ ဖြစ်နေလေဘိုးတော်ဖြစ်နေလေ ဟုတ်လို့လား ဟာနှလုံးကန်းတွေပေးတာတက်တိရဗျာ ဟာသိကြတယ်နော် ဩမနဲ့ကောညက်နေရောတော့ကြောက်ကွက်တိတွေပေးတာလေ ဟုတ်လား အဲ့ဒါငါတို့မနဲ့ပြတ်သွားတောင်းလို့မင်းတို့လိုက်ပါ လိုက်ပါဦးမင်းရလေ လိုက်တော့လိုက်တော့ အာတရင်မရနော်လိုက်ခဲ့ တော့မယ်တော့မယ်လေ မတ်တမီကဘိုးတော်ကြော်ပေးပါဆိုလို့ပေးလိုက်တာ ငါဘယ်ဘူးတော့တော့ကြတော့ လက်ရဘိုးတော်ပေါ့ဟိုမင်းလေဘိုးတော်ဆိုမတ်တမီကမင်းခေါ်တာ ငါ့ကို အေးလီ ငါဘာဘူးတော့ ဟောမင်းဘာဘိုးတော်မှနှလုံးလေးပါပြီးဟောရက်ကွက်ကဘိုးတော်ခင်လိုက်ဘိုးတော်ခင်လိုက်တဲကြတာဆိုမှန်လို့မင်းကိုဘိုးတော်လို့အကုန်တတ်မှတ်နေတာ ဒီအဲ့ဒါငါပုံမှန်လေးစတွေ့ရအင်ကြီးမှာတွေ့တဲ့နံပါတ်တွေရှောက်ရမ်းတမ်းပေးတယ်သူအတဲကြနေတာငါလည်းမဆိုင်ဘူး မင်းလေအဲ့ဒီအတဲကြတာကွမချမ်းအော်ငါတို့ဘာဒီလိုပတ်စံနေကြိုင်ဘူးလားကဲလာသမျှလူကမင်းကိုကြောတာပေးသွားတာကဲအခုဆိုငါတို့အကျွေးတွေလည်းအကုန်ကြေသွားပြီမင်းကိုလည်းရက်ွက်ထဲမှာသူအကုန်ယုံကြငါဈေးတွေသွားတာတော့မျက်နှာမကင်ရတော့ဟဲကိုတလေးလာလေမဘာလို့ကျလဲယူပါအမှန်တော့မင်းမျက်နှာပေါ့ဟိုဘိုးတော်လည်းခေါ်ခဲ့ဦးနော်တဲ့ဒီမှာပြုစုခြင်းလို့ပါကျွေးခြင်းလို့ပါမွေးခြင်းလို့ပါကိုယ်ကွက်ခြင်းလို့ပါ မင်းအဲ့ဒါကိုပြောနေဟဲ့ငါအဲ့ဒါစိတ်ဆင်းရဲနေတာ ဘာလို့စိတ်သေးရ ကနန်းနေတော့ငါဘာပေးလို့ပေးအောင်ငါအင်ကြီးကနံပါတ်တွေကြည့်ပြီးရှောက်ပြောတာလေ ဟာဒါပေမဲ့မင်းကဒဲကြပြီမှန်နေတယ်လေ အေးတော့သူရမ်းမှန်တော့ငါမလုပ်တတ်နိုင်မှာလေကွာ ဘယ်လိုပဲဖြစ်လေတင်းချင်း နောက်မှန်တော့ပြောခံမှာပြဿနာတက်မှာမင်းပြောမနေနဲ့အဲ့ဒါ ဟောမင်းဘာပဲပြောနံပါတ်ကိုမှန်တွေ့တဲ့နံပါတ်ကိုလည်းရအောင်စဉ်းစားပြီးပေးလိုက်ကွာအဲ့ဒီနံပါတ်ကြီးလည်းမှန်နေငါတော့မင်းကိုယုံကြည်တာတော့ ဟုတ်ဘူးတော့သူကန်ဆိုးကန်ကောင်းဖြစ်အဲ့သူအစဟတ်တဲ့နေတာရောင်ကြီးငါအခုအဲ့စိတ်ညစ်နေတွေ့စမဲ့လို့ကနန်းနေပဲလာတောင်းတော့ငါလည်းဘေကနန်းပေးရမှာလေဒုက္ခပါပဲကွာစိတ်ညစ်တယ် ဒီလိုလုပ်ပါလားတကယ်ကြီး လို့တော့ မင်းလည်းတွေ့တဲ့မှာကဏ္ဍပေးတယ်မလို့တော့အောင်လူဒီဟိုသူတကယ်ဘိုးတော်တွေလေတိတ်စိတ်ပေးတာသိရမလားလက်ဟန်ချီအနေနဲ့လေလုံးပြလိုက်တာနဲ့သူတို့အဲ့ဒါကိုကောက်ထိုးတာလေအေးအဲ့လိုမျိုးပေးဖို့ အဲ့လိုပြောဘယ်လိုမှန်မှာတော့ လူတွေကအများကြီးပဲလေကွာမင်းလုံးပြတဲ့ပုံစံကိုတယောက်ကတမျိုးကောက်တယ်တယောက်ကတမျိုးကောက်တယ်တယောက်ကတမျိုးကောက်တယ်တယောက်ကတမျိုးကောက်တော့အကုန်လုံးတည်းမှာတယောက်ယောက်ပေါက်တော့လေမင်းမှန်တာဗော အဲ့ငါလည်းအာဘတ်တော့လွတ်တယ်နော် ဒါဗော တော့သူမရတဲ့လူကကျတော့မကောက်တဲ့လူ အေးဗောရတဲ့လူကြတော့ကောက်တယ်လို့အေးအဲ့ဒါလေးပေးလိုက်နံပါတ်ကိုမင်းဒဲမချပေးနဲ့တော့ဟုတ်ပြီလားဒါဆို ဒဲချလည်းမှန်မှာမဟုတ်တော့ဘူးလေ အဲ့ဒါကိုပြောတာလေအဲ့တော့တို့ဒီလည်းပတ်သက်အများကြီးရမယ်ဆိုဒါပေမဲ့မင်းဒီပုံစံဒီဇိုင်းနဲ့တော့လုံးဝနေလို့မရတော့ အာငါကိုလုံးချွတ်နေရ ပင်လေကိုတုံးလုံးချုံနေမှာတော့ဘယ်လိုလုပ်ကြည့်ကောင်းမှာတော့လို့ခဏမှကွာမင်းဘယ်လိုနေရမလဲဆိုငါစဉ်းစားလိုက်ဘူး ည အော်ဒီလည်းမင်းစလိလာတောင်းနေသေးတယ်ကဲ တော့ပြောင်းမြန်ကွာ ကဲမင်းတောက်ချင်တယ်လို့လားတောက်ရော့ဘယ်လိုလုပ်ရပြီမင်းဘယ်လိုဒီဇိုင်းချိန်မလဲဆိုတော့ငါစဉ်းစားလို့ရကဲလူကြနော်ဘာကိုရုံကြီးနဲ့ဟာလားလူငွေတွေကိုယုံကြည်ကြီးတလောက်ထက်လူရင်တိုးတယ်ခွင့်ရင်မွဲတယ်နောက်ကဘာအထိတ်တန့်ဝင်နေလို့တခုလောက်ပြောမှာနော်အရင်လိုအဘကနန်းကိုဒဲမချပြီးတော့ဘူးအထက်ကပုံကိုယ်တွေကမှာထားတာဖြစ်တဲ့အတွက်အဘရဲ့အမူအရာကိုကြည့်ပြီးတော့အတိတ်ကကောက်ထိုးပြီးတော့ဗျာနော်အဘဒီဘက်မှာအဘရဲ့သားတော်တွေလည်းမိတော်တွေလည်းရောက်ရှိနေပါပြီအဘရဲ့မျက်နှာလေးကိုဖူးမြော်ခြင်းလို့ဒီဘက်လေးတစ်ချက်လောက်လှည့်ပြီးတော့မဟုတ်ပါတေချာကြည့်ကြနော်တေချာကြည့်တော့ဘာလို့ပြလဲဆိုတော့တေချာကြည့်ကြနော်တေချာကြည့်ကြဘာလို့ပြလဲဆိုတော့တေချာကြည့်ကြနော်တေချာကြည့်ကဲတောင်းကြသမင်းစားကနန်းလေးပေးပါအောင်ပါရဲ့ ဟုတ်ပါတယ်အဖေရဲ့နှလုံးမပေါက်တာတော်တော်ယူကြနေပါပြီ တောင်းကြ တော့မှမဟုတ်လို့ပါ အဘာပြောထားတယ်နော်အဘာရဲ့အမူအရာကိုကြည့်နော်ပြီလေတော့ဟိုရေးတယ်ကိုမပါဘူးနေငါခေါ်ပြီးကွာခေါ်ပြီးနေငါတဲ့ဟဲ့ဘာဖြစ်တော့သူဘာဖြစ်တော့ အော်ငါမသိဘူးလေနေငါဆိုပြီးအော်ပြီးတော့ပြေးတာပဲနင်လည်းလုံးပေးလိုက်သေးလား မပေးရသေးဘူးလေ ဟိုမပေးတော့ဘယ်ဘလို့ပုံစံလုပ်ပြလိုက်တော့လို့ ဘယ်လိုမှမလုပ်ဘူးလေငါမင်းကိုစလိတော့ချင်လို့စလိတောင်းတော့ ဒီတော့တဲ့ပုံစံ မင်းမရှိဘူးလို့ပြောရလေ နေ အမရှိလဲငါနေရတယ်လို့ပြောရလေ အေးဘောအဲ့ဒါကိုနင်ငါဆိုပြီးတော့ကောက်ပြီးထိုးတာအာ ပြဿနာတော့တက်ပြမိတင်နေဟေးအဲ့ဒါမထွေးမလို့လောက်ကြမလဲလို့ အော်မသိဘူးလေကွာမင်းကဒီလိုကြီးလုပ်ပြတာဟုတ်မင်းအသေးချာပေးမှဆိုလေ ငါစလိတောင်းတာလို့ ဒီလိုလုပ်ပြလိုက်တော့ तू ကြိုက်တာကောက်ထိုးတဲ့အခါကျတော့လေတဲ့သွားမှာမင်းကတဲ့လိုကြီးဖြစ်နေတယ်လေ ဒုက္ခပဲဟေး
မင်းလည်းဘာဖြစ်လဲ ဟာဘာဖြစ်မှလဲငါမလုပ်ချင်တော့စိတ်ညစ်လာပြီကွာအခုအချိန်ကြီးကလည်း तू က